ကျွန်တော်ရဲ့အတွက်ဖက်ပြီးတော့တည်ဆူတဲ့အစီအစဉ်လေးတစ်ပုဒ်ရှိပါတယ်ဒီချင်းလေးကတော့ Cherry Valley အသေးပေးမယ်ပေါ့ Cherry Valley ရဲ့အသေးပေးမယ်ဆိုတဲ့အသက်ကိုပါရမီဖြည့်ပေးမယ်ကျွန်တော်ညီမလေးကတော့စိုးစံတာထုံးဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်Thank you.